Okay တွားရောက်အတီးပြုမိဆိုတာဒီ fan တီးသူအတီးပြုပေါ့နော်ဒါ TikTok မှာကျွန်တော်တင်တာဖြစ်တဲ့အတွက်ကြောင့်မို့ TikTok မှာအရင်ဆုံးလုပ်ပြပေးမယ်ဘယ်ဘေးလေးကလူပုံလေးရှိတယ်နော်ဗျာတော့အမှန်ကြီးလေးနဲ့ Okay အဲ့လူပုံလေးနှိပ်လိုက်မယ်ဆိုရင် fan တီးသူအတီးပြု platform ဆိုတာပေါ်လာလိမ့်မယ်ဗျအောက်ဆုံးက TikTok ပေါ့နော် Okay အဲ့ TikTok ကိုကျွန်တော်တွားရောက်အတီးပြုမိဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့အပေါ်ဆုံးမှာတင်းရဲ့အထူးသီးတန့်ကုတ်ကိုကူးယူပါဆိုတာရှိရပေါ့နော်အဲ့ဒါလေးကျွန်တော်ကူးယူမိဆိုရဲခလုတ်လေးကိုတစ်ချက်နှိပ်လိုက်မယ်ဗျဒီစာတွေကို auto ကူးသွားအောင်လို့ပေါ့နော်ကူးယူမိဆိုရဲခလုတ်လေးကိုကျွန်တော်တစ်ချက်နှိပ်ပေးလိုက်မယ်ဗျဒါဆိုလို့ရှိရင်တော့ fan တီးသူအတီးပြုကကျွန်တော်တဆင့်ပြီးသွားပြီနောက်တစ်ဆင့်ကကြောက်ကိုယ့်ရဲ့ TikTok profile link လေးကိုဒီအောက်မှာချပြီးရုံလေးဗျဒီနေရာမှာခုနက copy link ယူထားတဲ့ပေါ့နော် game profile copy link လေးထည့်ပြီးရင်ချိတ်ဆက်မှုကိုပြီးစီအောင်လုပ်ပါဆိုလို့ရှိရင်ဖုန်းနံပါတ်ထည့်ရတော့မယ်ဗျဒီမှာဆိုလို့ရှိရင်ကိုသုံးတဲ့ကိုယ့်ရဲ့ပေါ့နော်ဖုန်းနံပါတ်လေးကိုထည့်ပေးလိုက်မယ်ဗျဒါဆိုလို့ရှိရင်24နာရီအတွင်းသူ့အနေနဲ့ပေါ့နော် fan တီးသူအတီးပြုအောင်မြင်မယ်မအောင်မြင်ဘူးဆိုတော့ပြန်ပြလိမ့်မယ်ဗျတေချာဘောကတော့အောင်မြင်ပါတယ်ဒီပုံစံတိုင်းလုပ်ရင်ပေါ့နော်ဖုန်းနံပါတ်ကလည်းကိုယ့်ရဲ့ဖုန်းနံပါတ်ကိုထည့်လိုက်ပါโอเคဒါမျိုး TikTok မှာကိုယ့်ရဲ့ fan တီးသူအတီးပြုကလည်းအောင်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့တေချာဘောမဲတစ်ချိန်နှိုက်ရမယ်ပေါ့နော်ပုံမှန်ဆိုရင် fan တီးသူအတီးပြုစစ်ဆေးတာတနာရီလောက်ပဲကြာတယ်ပေါ့နော်24နာရီထိတော့မကြာတယ်ဘူးဗျတနာရီလောက်ပါပဲအဲ့လိုမျိုးအောင်သွားပြီဆိုလို့ရှိရင်ကန်ဆန်းခွင့်တစ်ချိန်ရလိမ့်မယ်အဲ့ကန်ဆန်းခွင့်တစ်ချိန်နဲ့ကျွန်တော်တို့တွေလှည့်လိုက်မယ်ဆိုရင်တေချာပေါက် emote တစ်ခုထည့်ရမယ် emote ရပြီးပြီဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုလေးလည်းထည့်တင်ခြင်းနဲ့ဆိုရင်တင်လို့ရပါသေးတယ်ဒီရှေ့မှာပြထားတဲ့နီးလန်းအတိုင်းပဲဗီဒီယိုလေးတင်ရုံပဲပေါ့နော်โอเคအဲ့ဒီအတိုင်းပဲဗီဒီယိုလေးတင်လိုက်ဗျာဗီဒီယိုလေးဇက်တိုက်တင်မယ်ဆိုလို့ရှိရင်ကန်ဆန်းခွင့်တွေထည့်ရလိမ့်မယ်အဲ့ရတဲ့ကန်ဆန်းခွင့်တွေနဲ့ထည့်ပြီးတော့မဲလိုက်မယ်ဆိုရင် lucky box တွေရောရနိုင်သေးတယ်ပေါ့နော်ဒါအပြင်ကျွန်တော်တို့တင်လိုက်တဲ့ဗီဒီယိုတွေကကောင်းတယ်ပေါ့နော် quality မှီတယ်ပါညာဆိုလို့ရှိရင်သူ့အနေနဲ့ကျွန်တော်တို့ကိုစုတွေပါညာပေးရုံမှာဗျ diamond တွေပတ်စံတွေပါသေးရပေါ့နော်